မစားဘူးမတော်ဘူးမလာဘူးမလုပ်ဘူး no 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 လူကြီးတွေပါပဲပြော no ဆိုတဲ့စကားလုံးကိုပဲလက်ကင်ထားတဲ့ကလေးလေးတွေကြောင့်ဖေဖေမေမေတို့တွေအခက်ကြုံနေရပြီလားဒီလိုမျိုး no ကြီးပဲပြန်ပြောတတ်တဲ့အရွယ်အထူးသဖြင့်2နှစ်ကနေ4နှစ်ကြာအရွယ်ကလေးလေးတွေကို terrible twos ဒါမှမဟုတ် past adolescent အရွယ်လို့သတ်မှတ်ကြတယ်ဒါဟာကလေးကလူကြီးကိုတမင်တက်တက်ရမှုတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒလေးတွေလွတ်လပ်ခွင့်လေးတွေကိုစတင်ပြီးတော့ထုတ်ဖော်ပြသလာတဲ့ဖွံ့ဖြိုးမှုအဆင့်တစ်ခုပဲဖြစ်ပါတယ်ဒီလိုအချိန်မှာကလေးလေးတွေကိုစကားနားထောင်တတ်တဲ့ထက်မြက်ပြီးပျော်ရွှင်တဲ့ကလေးလေးတွေဖြစ်ဖို့ဘယ်လိုမျိုးပြုစုပြောထောင်ကြမလဲလေးလာရအောင်ပထမတစ်ချက်ရွေးချယ်စရာပေးကြည့်ပါကလေးကိုဒါလောက်တော့လို့အမေပေးခိုင်းမဲ့အစားသူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရတယ်လို့ခံစားရအောင်ရွေးချယ်စရာနှစ်ခုပေးပါဥပမာအနေနဲ့ထမင်းစားတော့လို့ပြောမဲ့အစားဒီနေ့တော့ထမင်းကိုပကံပြလေးနဲ့စားမလားဒါမှမဟုတ်ပကံနီလေးနဲ့စားမလားလို့မေးလိုက်ပါဘယ်ပကံပဲရွေးနောက်ဆုံးတော့ထမင်းစားပြတော့တာပဲလေနံပါတ်2မဒါမှမဟုတ် no ပါတဲ့စကားလုံးလေးကိုရှော့သုံးပေးပါလူကြီးကမစော့နဲ့မပြေးနဲ့မလုံနဲ့ဆိုတာမျိုးတွေကိုပဲခဏခဏပြောနေရင်ကလေးကလည်းပဲမလုပ်ဘူးမစားဘူးဆိုတာမျိုးပို့ပြီးတော့အသုံးများလာပါတယ်ဥပမာအနေနဲ့အိမ်ထဲမှာမပြေးနဲ့လို့ပြောမဲ့အစားအိမ်ထဲမှာဖြည်းဖြည်းလေးလမ်းချရအောင်လို့ပြောကြည့်ပါနော်သူတို့ကိုဘာမလုပ်ရဘူးဆိုတာထက်သူတို့ဘာလုပ်ရမလဲဆိုတာကိုပဲဥတီပြောပေးတာကပို့ပြီးတော့အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်နောက်နံပါတ်3ကကလေးရဲ့ခံစားချက်တွေကိုအတိမတ်ပြုပေးပါကလေးလေးတွေကညှင်းဆန်တဲ့အခါမှာလူကြီးကစိတ်တူပြီးတော့အောင်းငေါက်တာအပြစ်ပေးတာတွေလုပ်မဲ့အစားသူ့ရဲ့စိတ်အခြေအနေလေးကိုအရင်နားလဲအောင်ကြိုးစားပါဥပမာတတမီမီကခုနကဆွဲရတာအရန်ကောင်းတော့မနာချင်သေးဘူးမလားဟုတ်တာပေါ့ဆွဲရတာပြောစရာကြီးနော်ဒါပေမဲ့လေအခုကရေချိုးရမယ့်အချိန်ရောက်ပြီမလားဒါကြောင့်မို့ရေချိုးရအောင်နော်ဆိုတာမျိုးပြောပေးတာကကလေးအနေနဲ့လူကြီးကသူ့ကိုနားလဲပေးတယ်လို့ခံစားရလာပြီးတော့လိုက်နာခြင်းနဲ့စိတ်သဘောထားတွေပို့ပြီးတော့ပျော်ပြောင်းနှံ့ညံ့လာပါလိမ့်မယ်နောက်နံပါတ်4ချက်ကကိုပြောစရာရှိတာကိုပုံမြင်တဲ့ဂိမ်းပုံစံတွေနဲ့ပြန်ပြောပေးပါကလေးလေးတွေကအမိန့်နာခံရတာထက်စော်ကစားရတာကိုပိုနေတတ်ကြတယ်လေအဲ့ဒီတော့ကဲအယုတ်တွေသိမ်းတော့လို့ပြောမဲ့အစားဘသူကအယုတ်တွေကိုပို့ပြီးတော့မြန်သိမ်းနိုင်မလဲပြန်ရအောင်ဆိုတဲ့ဂိမ်းလေးတွေနဲ့စိန်ခေါ်မှုလေးတွေကိုမကြာခဏသုံးပေးပါနောက်တစ်ချက်ကတော့သူတို့လေးတွေအတွက်ချီးမွမ်းစကားကိုကစေးမနေပါနဲ့နော်သူတို့လေးတွေစကားနားထောင်တဲ့ချိန်တိုင်းအတွက်လိမ္မာလိုက်တာလို့ပြောရုံနဲ့မကဘဲနဲ့တေချာလေးအတိမတ်ပြုပြီးတော့ဂုဏ်ယူချီးမွမ်းတဲ့စကားပြောပေးပါဥပမာမမီခေါ်လိုက်တာနဲ့ချက်ချင်းတက်လာပြီလို့ကျေးဇူးတင်လိုက်တာဒါလေးကရမ်းတော်တာပဲအဲ့လိုမျိုးသူတို့ရဲ့လှုပ်ဆောင်ချက်ကိုတိတိကျကျချီးမွမ်းစကားလေးတွေပြောပေးရင်သူတို့အနေနဲ့စကားနားထောင်ရတာပို့ပြီးတော့ပျော်လာပါလိမ့်မယ်ကလေးလေးတွေကလူကြီးတွေရဲ့စိတ်ရှည်မှုကိုစမ်းသပ်တတ်ကြပါတယ်စကားနားမထောင်လို့လူကြီးကအော်ရင်ငေါငန်းလိုက်တဲ့အခါမှာကြောက်လို့ခဏတော့နားထောင်နိုင်ပေမဲ့ရေချေမှာတော့ပျော်ရွှင်ပြီးထက်မြက်တဲ့ကလေးလေးတွေဖြစ်ဖို့ခဲရင်သွားပါလိမ့်မယ်ဒါကြောင့်မို့ဒီလို2နှစ်ကနေ4နှစ်အရွယ်ကြားကလေးလေးတွေအထူးသဖြင့်အငြင်းစကားလုံးလေးတွေကိုလက်ကင်ထားတဲ့ကလေးလေးတွေအတွက် kind pet fan လို့ခေါ်တဲ့နူးညံ့ပေမဲ့ပြတ်သားတဲ့အုပ်ထိန်းမှုပုံစံကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဖေဖေမမေတို့လည်းဒီနည်းလမ်းလေးတွေသုံးပြီးတော့ပို့ပြီးလိမ္မာတဲ့တော်တဲ့ထက်မြက်တဲ့တာတာမီမီလေးတွေဖြစ်အောင်ပြုစုပြောထောင်နိုင်ကြပါစေနော်ကျေးဇူးနာဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်